အားလုံးပဲမလားကျွန်တော်ဒီနေ့ကတော့ကျွန်တော်လာကြွားတော့မဟုတ်ပဲနဲ့တမင်တရာလာပြတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဘူသားပြပောင်းစီရဲ့ channel မှာကျွန်တော်တခါမပြဘူးရဲ့အားဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဘာလို့မဟုတ်ပါဘူးဒါ trade ဘာမဟုတ်ပါဘူးရွှေနဲ့ပြုလုပ်ထားတဲ့ဟာတစ်ခုဖြစ်ပြီးတော့သူကလည်းအရန်ကောင်းနေတဲ့တစ်ခုဖြစ်ပါတယ်ကျွန်တော်ပြမယ့်ပစ္စည်းကဒီဘက်ဘယ်မှာရှိပါတယ်ဘယ်လိုကြည့်ရင်ညာဘက်လို့ထင်နေမှာပဲဒါပေမဲ့ကျွန်တော်ကဗီဒီယိုနဲ့လုပ်တာဆိုတော့ဘယ်ဘက်နဲ့ပြပြတော့ဖြစ်ပါတယ်အဲပထမဆုံးအနေနဲ့ကျွန်တော်ထုတ်ပြမှာဖြစ်ပါတယ်ဒါကတော့ over နော်ကိုနဲ့စနစ်ရှိရယ်ဒီတက်မှာ3လုံးရှိရယ်နော်ဒီမှာ3လုံးရှိရယ်โอเคနော်ဒါ RS 0.013ဒါ RS 0.14ဒါ 0.15โอเคနော်ဒါကတော့ကျွန်တော်ပြပြီးတော့မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပြပြီးရှင်းတဲ့ဟာလည်းကျွန်တော် offer ACC sensor ဖြစ်တဲ့ RS 015ဖြစ်တဲ့ဒီကက်ကြီးလေးပဲဖြစ်ပါတယ်ကက်ကြီးလေးကိုကျွန်တော်လာပြမှာဖြစ်ပါတယ်ဒီတော်တော်လူများလည်းရှိကြပါတယ်ဒါကိုကျွန်တော်တို့ဒါကိုဝယ်တော့ကျွန်တော်4000ပေးရပါတယ်ဒါတော့အဲ့စာရှင်းပြောတာရောက်လာတယ်ကျွန်တော်ရှားလို့ပြောကြပါတယ်ကျွန်တော်ထုတ်ပြမှာဖြစ်ပါတယ်unboxing လောက်တာမဟုတ်ဘူးဒါပေမဲ့စိတ်ထဲမှာ unboxing လောက်တော့ပဲထင်ပါဘူးဒါ unboxing လောက်တာမဟုတ်ဒါအဖုံးလေးရလွယ်ပါဒီလိုအဖုံးလေးပဲချွတ်လိုက်ရမယ်ချွတ်ပြီးတော့ပေးရမယ်လောက်ကြပါဟုတ်တော့ပြန်မတက်လာပါတယ်မဖြစ်ပါဘူးဒါ comment ရင်းနဲ့တော့ပြဖြစ်ပါတယ်ဒီမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ office accessory ရဲ့ RS015 ဖြစ်ပါတယ်။မှာ4000နဲ့ပေးရပါတယ်ဒီမှာ40လို့ရေးတာမှာဒီမှာ40ဆိုပြီးရေးတာပဲ။ဘာလဲရေးတာပါလဲဒီမှာ40ဆိုပြန်လာတယ်။ဟောဒီမှာမေးတာဒီမှာမေးတာတယ်။မမေးရေးတာတယ်။မှာ4000ပေးရတယ်။โอเคနော်4000ပေးရတယ်။ဒီကျွန်တော်ဒါတော့တမသက်လာပြရတော့မဟုတ်ဘူးကြွားကြည့်လို့လည်းမဟုတ်ဘူးဒါလာကြွားရလည်းမဟုတ်ဘူးအောင်းချပြီးမှလည်းမဟုတ်ဘူးအော် wait a minute ကျွန်တော်မနေ့ကကျွန်တော်ဟိုတနေ့ကဗီဒီယိုဟိုတနေ့ကတင်လိုက်ရှေးမွေးတဲ့ပလင်းကြောင်းပြပြဖြစ်ပါတယ်ပြပြနောက်ထပ်တစ်လုံးကတော့ဒါတော့ black boss ရဲ့ရှေ့ဘွေး all silver all black ဖြစ်ပါတယ်ဒါ silver လည်းဟုတ်တယ် black လည်းဟုတ်တယ်ပုံဖွင့်လည်း silver နဲ့ထောင်းနေဖြစ်ပါတယ်မွေးရမယ်နောက်တစ်ပြမယ့်ရေမွေးရတော့ဒါတော်တော်ရှားပါတဲ့ရေမွေးတစ်ပုဒ် plan ဖြစ်ပါတယ်ဒါကတော့ golden language f space ရဲ့ရှားရှားပါရေမွေးဖြစ်ပါတယ်ဒါကျွန်တော်ထောင်းပါI'm say like what is it? Ita la bien ni. Ade radio. Hello. ကျွန်တော်လည်းညောင်းမင်းစကား။ Okay ဒါတော့ကျွန်တော်ပြပေးသွားမယ်အရှင်ကြီး။နပလင်းရယ်။မောင်လေးလား။ဒါဖြစ်ပါမောင်လေးအဲ့ဒါမို့ဒါတော့ကျွန်တော်ပြမယ်ဟာဒီဖြစ်ပါတယ်
ကျေးဇူးပါကျေးဇူးတင်ပါတယ်အေးမင်းနော်ပလာဟိတာလည်းညားလိုက်တာဟဲ့ငါနဲ့ ကဲဒါတော့ကျွန်တော်ပြပေးတော့မယ်ကိုလည်းအားမကိုလည်းဒီအားနဲ့မာလီတာနေတာနဲ့ဒါကဘလို့ရလဲကျွန်တော်ပြပြမှာဖြစ်ပါတယ်ကျွန်တော်ဟိုတခါတော့ကျွန်တော်တင်ချင်းအမိုက်တော့ကောက်တခါတော့အမိုက်ထဲမှာကျွန်တော်ဒီရှာရှာပပရှင်မွေးလေးတွေ့လို့ကျွန်တော်ရေနဲ့ရောပြီးတော့တော်တော်မွေးလို့ပြောတယ်ရေနဲ့ရောနေပို့ပြီးစိတ်ပြေပေါ့နော်ဒါကတော့ကျွန်တော်ရောက်ချပြီးတော့ဒါရေနဲ့ရောလိုက်ဖြစ်ကြတော့ကျွန်တော်ထောင်နဲ့ရောင်းဝေးမှာဖြစ်ပါတယ်နောက်တော့ကျွန်တော်900နဲ့ရောင်းချပြီးတော့ဖြစ်ပါတယ်ဒါကတော့ရှောင်းမမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒါရှာရှာပပဆိုကျွန်တော်သိနေတာမှရမှာဖြစ်ပါတယ်ကျွန်တော်မှနှစ်ခုရှိတယ်တစ်ခုပြန်ရောင်းချပြီးတော့ဖြစ်ပါတယ်โอเคဒီမှာကျွန်တော်ခုနနာမည်လေးပြောသလိုပဲပြန်ပြပါမယ်ဒါကတော့ RS စိမ်းလေးကတော့ RS013 အနီးကကျတော့ RS014 နောက်ထပ်ရွှေရောင်နဲ့အရှားပါဆိုဟာတော့ဒီဟာ RS15 ဖြစ်ပါတယ်015ပြောရပါတယ်ကဲနော်တော့ဒါနဲ့ပြလို့ထားတယ်ပြောရတယ်ကျွန်တော်ကဲနော်ဒါတော့ကျွန်တော်ဒါရဲ့နှစ်ခုကိုကျွန်တော်ရောင်းရရင်တော့ကျွန်တော်ပြဖြစ်ပါတယ်ဝယ်တဲ့နာမည်တော့ကျွန်တော်ဒီရေပွင့်တပလင်းဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့လာမဲ့လိမ့်ဆောင်ပြပြပါတယ်စီလန်နေရန်ကုန်တိုင်းဒေတာကြီးဟုတ်ပါတယ်စီလန်အရှိအော်တပြေလန်ဖြစ်ပါတယ်ကျွန်တော်ရန်ကုန်စီလန်ကိုရဆိုလို့ရှိရင်အော်တပြေလန်လို့ပြောပြီးတော့ကျွန်တော်လာခဲ့လို့ရပါတယ်အလဲလေးမှတည်ထိုင်ပါတယ်ကျွန်တော်လဲအနီလေးရှိတယ်10နာရီလာမယ်ဆိုလဲအနီလေးရှိတယ်ကျွန်တော်မှာလဲအနီတစ်ခုပေါ့နော်ကျွန်တော်ဒီနှစ်ခုဝယ်လို့ရှိရင်ကျွန်တော်ပြောပြပေးမှာ3ခုရှိပါတယ်ဗာလဲဆိုဗာလဲဆိုကျွန်တော်ရဲ့သူ့ရဲ့နာမည်သူ့ရဲ့ဖုန်းနံပါတ်နဲ့သူ့ရဲ့အိမ်ရဲ့လိပ်စာကိုကျွန်တော်ပြဖြစ်ပါတယ်အဲ့3ခုပြပြပြီးသွားလို့ရှိရင်ဒီရင်မွေးတပလင်းရဖြစ်ပါတယ်တပလင်းဝင်လို့ရှိရင်10% discount ချမှာပြပါဥမာဒါက9တော့9,900အားတစ်ထောင်6,900 10% discount ဆို9,900ပဲကြတယ်ဖြစ်ပါတယ်ဟုတ်ကဲ့နော်ဒီလိုပြောလို့ကကြာကျွန်တော်ရဲ့ဒါကျွန်တော်လာပြတဲ့ကကြီးရဲ့အကြောင်းရင်ကျွန်တော်ရောင်းချပြီးတော့မှရေးနေအကြောင်းတွေပဲဖြစ်ပါတယ်နောက်ထပ်လာမယ့်ဗီဒီယိုကြီးကတော့ကျွန်တော်ရဲ့B-box အတန်လေးဖြစ်ကောင်းဖြစ်နိုင်တဲ့တော့မှကျွန်တော်ညမလေးထိုင်ရောအိမ်နဲ့ရိုက်တိုင်းဗီဒီယိုလေးဖြစ်ကောင်းဖြစ်နိုင်တာပဲဖြစ်ပါတယ်ဒါပေမဲ့မသိကြဘူးလေကျွန်တော်မနေ့ပြန်ကြောင်းပေးပါရဲ့တော့မနေ့ပြန်ထပ်ပြီးတင်ဖို့ရှိပါတယ်โอเคနော်ဒါပေမဲ့တတာပါမယ် see you ပါကျွန်တော်ဒီနေ့တော့ကျွန်တော်မတက်ပြည့်တော့ဘူးပြဘာလို့လဲဆိုတော့ကျွန်တော်ဖုန်းကပေးမရှိတော့ကျွန်တော်တင်ရနေတော့ကြာမယ်ဗျအဲ့တော့ပေးမရှိတော့တင်ရနေတော့ကြာမယ်ကျွန်တော် edit ဖို့ PC မရှိဘူးဗျပြောပြကျွန်တော်လည်းမ edit တက်ဘူးကျွန်တော်ခုမှဗီဒီယိုစထွင်တဲ့မင်္ဂလာပဲရှိသေးတယ်ပေါ့နော်ကျွန်တော် YouTube ကနေကြိုးစိုးပါတယ်ဆိုစာပဲရှိသေးတယ်ပေါ့နော်โอเคနောက်တစ်ခုပြချင်ပါနော်ဒီ channel လေးမှာကျွန်တော်တင်မယ်လို့ကျွန်တော်ကတော့ထင်နေပါပဲဗီဒီယိုလေးကျွန်တော်ပြမှာဆိုဒီ channel ဖြစ်ပါတယ်ဒီ channel ကကျွန်တော် channel အကောင့်ပါပဲကျွန်တော်ဖုန်းလေးချဒီပို့သားပြီးပါတူလားအေးဘောလေးနဲ့အောက်ကပုံချမယ်တယ်မီအောင်တယ်ကျွန်တော်ပြောမတူလားပုံလေးနဲ့တူလားဒီပုံမှာပြပုံမှာပြဒီလိုပုံလေးဒီမှာဒီလိုပုံလေးတွေ့လားဒီလိုပုံလေးကိုဒီလိုအဲ့လိုပုံကဒါကျွန်တော်ဗီဒီယိုပါပဲကျွန်တော်ရဲ့ပထမအိုးကျေးဇူးတင်တယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်ဘာလို့လဲ16 view တော့ရထားတယ်ပြတော့ပြောလို့အောင်တယ်နောက်တဲ့ဗီဒီယိုလေးကတော့ဒီဗီဒီယိုလေးပဲဖြစ်ပါတယ်ပို့တာ B-box ပါပဲအတူတူပါပဲ
ကျွန်တော်ရဲ့အကောင့်ဆုံးလူကြည့်များဆုံးကတော့ short video တွေ12 view ဟာလို့ဖြစ်ပါတယ်ပြီးတော့ကျွန်တော် dopamine လုပ်ပြတယ်ဒီ dopamine လုပ်ပြတဲ့ video ကလည်း12 view ပဲဖြစ်ပါတယ်ဒါပေမဲ့ like ကတခုမှမရတာပါဘူးအဲ့တော့ feel something bro ကျွန်တော် like လုပ်ချင်တယ်လုပ်သွားလို့ရမယ် subscribe လုပ်ချင်လုပ်သွားလို့ရမယ်လုပ်လည်းရပါတယ်ကျွန်တော်အကောင်းဆုံးတော့တင်ပေးနေပါတယ်ကျွန်တော်ဘာမီးတွေတော်တော်ပြတ်နေအခုအဆင်ပြေပြန်အခုလည်းမီးတွေတော်တော်ပြတ်နေအဆင်ပြေကြာပြတ်တယ်မယ် let's go တော့ဒါကျွန်တော်ဒီနေ့ဘာလုပ်မလဲဆိုတော့ကျွန်တော် pick up တောင်းပါအဲ့တော့တောင်းရအောင် ဒီဒါဒီဘုံပေးထဲဖို့အတွက်လေသိလားဒါအပြင်သွားလိုက်အောင်မေတ္တာရပွင့်လာရနော်လာပိတ်လိုက်လေမတော်တော့ကျွန်တော်ကတော့တွားကြည့်ပေးမယ်လေဖီဝါလေးကျွန်တော်မမြင်ရမှာစိုးလို့ပေါ့နော်အဲ့တော့စီရလမ်းပြေပြန်ပေါ့နော်ကျွန်တော်အနာရှိကျွန်တော်ပြန်ပါညကျွန်တော်ဆဲလို့မထင်ပါနဲ့ကျွန်တော်အနာလေးပြရမယ်နော်ကျွန်တော်ဆဲလို့မထင်ဘူးဟုတ်နော်အနာလေးရှိအဲ့အနာလေးကြောင့်ကျွန်တော်အခုချိန်လေးကျွန်တော်ဂေးကိုမစော့နိုင်တာပါဒါပေမဲ့တန်းနိုင်တော့ကျွန်တော်ဆွဲမှာဖြစ်ပါတယ် reaction လည်းလုပ်မယ်တရား reaction ကျွန်တော်မနဲ့ပြန်ကြလို့ရှိရင်မနဲ့8 နာရီရလို့ရှိရင်ကျွန်တော် test ဆွဲမယ်ပြီးလို့ရှိရင်ကျွန်တော်ည9 နာရီဆို test ဆွဲမယ် okay နော်ကျွန်တော်တရက်တစ်ခါဆွဲမယ်နောက်ပြီးကျွန်တော်ကြောင်းသွားရက်တယ်ဆိုရင်တရက်တစ်ခါဆွဲမယ် okay နော်ကျွန်တော်အခုပြပေးသွားတဲ့ဟာတွေကတော့ကျွန်တော်ရဲ့ဒီကျွန်တော်ရဲ့ Officer Avatar Sexy ရဲ့ RS 0.015 ရဲ့ကက်ကြီးကိုပြပေးသွားတာပဲဖြစ်ပါတယ်ကြွားရလို့မထင်ပါဘူးတချို့လူရကျွန်တော်ကြွားရလို့ထင်ကြရပါတော့ကျွန်တော်ကြွားတာမဟုတ်ပါဘူးကျွန်တော်လာပြပေးရလို့ပဲသဘောထားပါတော့ပြီးတော့ကျွန်တော်ရောင်းချပေးသွားမယ့်ရှင်မို့လို့ကိုလက်လောင်က all black ရေပွေးလေးဖြစ်ပါတယ်ပြီးတော့ကျွန်တော် black box all silver နဲ့ all black ရှင်မွေးနှစ် black ဖြစ်ပါတယ်ပြီးတော့ကျွန်တော် channel နှစ်ခုရှိအဲ channel နှစ်ခုကိုကျွန်တော်ဒီဖုန်းနဲ့ပြပေးသွားတာပဲဖြစ်ပါတယ် okay နော်ခါလေးဒီတော့လာပါဒီတော့ဒီနေ့ကျွန်တော်စလုပ်တဲ့ဟာဒီနော်ကျွန်တော်9 နာရီည9 နာရီမှလုပ်တာလို့ဆိုတော့ကျွန်တော်အကြိုက်ကြီးပဲဒီ black box ကျွန်တော်ကြိုက်တယ်ဒီကကြီးလေကျွန်တော်အမဲအမတ်ရနေတာပါဒီကကြီးကကျွန်တော်golden နဲ့လောက်လာဖြစ်တယ်ကျွန်တော်ရကြတက်တာဖြစ်တယ်I see you. Oh. အော်ချို့လေကျွန်တော်အကြောင်းမသိသေးမှကျွန်တော်ထပ်ပြပြကျွန်တော်တက်က73နှစ်ဖြစ်ပါတယ်ကျွန်တော်ခုလက်ရှိ9တန်းမှာတူရှင်ဝိုင်းလေးမှာတင်နေပါတယ်ကျွန်တော်မနေ့9နာရီကနေမနေ့2နာရီထိကျွန်တော်တေချာပေးနေပါတယ်တော်ဖွင့်တဲ့နေ့တွေကတော့တောက်ကြစနေတနေ့ဝင်တနေ့လာ400တွေ့ဖြစ်ပါတယ်ချို့ရအားတွေဆိုလို့ရှိရင်တောက်ကြတနေ့ဝင်တို့မဟုတ်စနေတနေ့ဝင်တို့မဟုတ်တောက်ကြနဲ့တနေ့လာ okay နော်တတာ see you guys age of feedback ဘာကတော့တော့ကျွန်တော်ဘာလို့ RS015 ဘယ်လိုသိလဲဆိုတော့ပြောပြပါမယ်လာပြီးတာမလို့ RS105 okay RS015 နဲ့ပေါ့0.5
ကဲကျွန်တော်ဒီနေ့ပြပြီးတော့15မိနစ်အတွင်းပြပြီးတော့ဟာဒီပါတက်တာပါခင်ဗျ see you guys